မယန္တာက6ပါးဖြစ်ပြမြင်လို့ရှိရင်ဖြင့်နိဗ္ဗာန်မြင်တာပါပဲกว่าလို့ဖြေလိုက်6ပါးနဲ့နိဗ္ဗာန်ရောက်တယ်လို့ဆိုတော့အိုးခန္ဓာက5ပါးအာယနာ7ပါးဓာတ်က7ပါးနဲ့အများကြီးပဲဒီကိုယ်လည်းရောက်တဲ့နိဗ္ဗာန်မကျေနပ်ပါဘူးဘုရုဇင်ယံရှားချီပြီးတရားဓမ္မတို့ဘုရုဇင်ယံဘာဖြစ်ရှားချီဘုရားဖြေတာကရှင်းနေတာမင်းနဲ့နောက်ဆုံးမိနေကုန်းချုပ်တော့ဖြစ်ပြမြင်နိဗ္ဗာန်ဝင်တယ်လို့ဖြေထားတဲ့ဥစ္စာပဲသူက6တည်နဲ့ရှုပ်ဝင်ရှုပ်သဗ္ဗသောကနာယောကာယ5ခုမနဆိုတဲ့စိတ်ခုအဲ့ဒီ6ခုဖြစ်ပြမြင်လို့ရှိရင်ကွာအဲ့ဒီ6ခုသာဆိုရတယ်မြင်တော့ဗာမြင်တာဖြစ်ပြမြင်နိဗ္ဗာန်မြင်တော့တာပဲဆိုတော့တခါသေးရဖြေပုံကတော့ဖြစ်ပြမြင်ဖို့ပဲအဓိကထားတာဒုက္ခဒီလိုမယူဘဲနဲ့6ခုသွားပြီဒီ6ခုမြင်မှနိဗ္ဗာန်မြင်မှာပဲဆိုတော့သူကခန္ဓာ5ပါးလည်းမဆုံးပါဘူးအာရဏ7ပါးလည်းမဆုံးပါဘူးဓာတ်7ပါးလည်းမဆုံးပါဘူးဆိုတော့သူကြီးထူပြီကြီးထူနေတော့တိုင်းဗျာတဲ့ပြီးတော့စိတ်လည်းမရှိပါနဲ့ရှောက်ပြကြီးအရှင်ဘုရားတပါးပဲနိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်ရှိသလားတခြားသောပုဂ္ဂိုလ်များနိဗ္ဗာန်မြင်နိုင်ရှိပါသေးသလားဟိုနဲ့ရန်တာတစ်ပါးရှိပါတယ်ကွာသွားမေးကြည့်ပါတကယ်တည်းသွားမေးခိုင်းလိုက်မေးခိုင်းတာဟိုရန်တာသွားဆိုရှင်ဘုရားနိဗ္ဗာန်မြင်ပုံလေးရှင်းပြကြပါဗျာရှင်ဘုရားတို့ဘုရားရှိခိုးခဲ့တော့နိဗ္ဗာန်မြင်တယ်ကြီးပြောကြနိဗ္ဗာန်မြင်ပုံလေးရှင်းပြကြပါတပည့်တော်လည်းဒီနိဗ္ဗာန်မြင်ပါတယ်ရောက်ချင်ပါတယ်ဆိုတော့ဘုရားကသူမြင်တာသူပြောတာဗျာသူအထုတ်တာသူပြောတာပြင်းစာနံခန္ဓာနံသမုဒိယသအထင်ကမင်းသယတ္တဗုဒ္ဓံပဇာနာတိခန္ဓာ၅ပါးဖြစ်ပြမြင်နိဗ္ဗာန်မြင်တာပဲကွာခန္ဓာ၅ပါးသာဖြစ်ပြမြင်ပြီးရင်တော့じゃနိဗ္ဗာန်မြင်လားဟုတ်ကိုယ်တော်က6ပါးဒီကိုယ်တော်က9နဲ့တော့ခက်ပါသေးရဲ့ဖြစ်ဘုရုဇင်ရှားရှည်တာတကယ်ကျေရဘုရုရှားရှည်တာပါလူရင်တော့သူက point တော့ကောက်တာမဟုတ်ကောက်တော့ကောက်ရမှာကဥပအောင်ဖြစ်ပြတယ်သူကကောက်တာက6နဲ့5သွားကောက်တော့မခဲ့လားအဲ့ဒါကြောင့်ဆရာမပါလို့ရှိရင်ဖြင့်ဥလားဘုရားကျွဲတကားတစ်တို့ဒါအကောက်လွဲတယ်မိကုန်းချုပ်လိုက်တော့ပါတယ်တော့အဖြစ်ပြက်ကိုမြင်လို့ရှိရင်နိဗ္ဗာန်မြင်တော့တာပါပဲဖြစ်ပြက်သာဟုတ်တိုင်းမှန်စွာညာနဲ့မြင်လို့ရှိရင်ဖြစ်ပြက်ဆုံးနိဗ္ဗာန်မတွေ့ရဘူးရှင်းတဲ့ရန်တာတွေကတကယ်တည်းမှားသလားမှန်သလားမှန်ပါဘူးဘုရားရှင်ယူဆကဘယ်နဲ့ဖြစ်ဘယံပုဂ္ဂိုလ်က6ဖြေတယ်ဒီပုဂ္ဂိုလ်ကပြင်စတယ်5ပါးတဲ့ခန္ဓာ5ပါးတဲ့သူဖြေလိုက်တယ်မှန်ပါဘူးဒါနဲ့သူမကျေနပ်ဘူးတကယ်ကျမကျေနပ်ဘူးဗျမကျေနပ်တယ်အရှင်ဘုရားလည်းနိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်များဘယ်နဲ့ရှိသေးတယ်ဗျာတတိတော့သွားပြီးသနဲ့နာပြရစီအောင်စုံစမ်းမရစီအောင်ဆိုတော့ဟိုအနန္တဘာရှိသေးတယ်ကွာသွားမင်းသွားမေးရင်မေးတာပေါ့ဒါနဲ့သူသွားမေးပြန်တယ်အရှင်ဘုရားတို့ဘုရားရှိလျှောက်ခဲ့တာနိဗ္ဗာန်မြင်တဲ့ပြိဿရိမြင်မှုကုန်ပြီပြောကြတာဒီတော့လည်းနိဗ္ဗာန်မြင်ញပါတယ်ဗျာအဲ့ဒီနိဗ္ဗာန်မြင်ပုံလေးရှင်းပြဘယ်လိုရှုလို့ဘယ်လိုမြင်လာတယ်ဆိုတာလေဒီတော့သနာတော်အဖြစ်ရှင်းပေးပါသရုဏမဟာဗုဒ္ဓနာသမုဒိယသအထင်မင်းသယတ္ထဗုဒ္ဓံပဇာနာတိဣတ္တဝရခောအာဟုသောဘိက္ခုနောဓတ္တနာသုဝိသုဒ္ဓံဟောတိမဟာဘုလေးပါဖြစ်တဲ့ရှုဓာတ်လေးပါဖြစ်တဲ့ရှုရင်ပြီးတာပါပဲကွာဟိုဒီကိုယ်တော်သာဆိုသေးရိပ်မိဗလားဘုရားရှင်ရှားရှင်းနေတာလေတကယ်ပြည့်ဒီတည်းပါတော့မဟာဘုလေးပါတွေဖြစ်မှုပြတ်မှုကိုမြင်လို့ရှိရင်နိဗ္ဗာန်ထက်မြင်တာပါပဲဆိုတော့ဘုက္ခရောဖြစ်တဲ့ကဖြစ်ပြဗရဏထဖြစ်သဘောကျဘုက္ခရောဖြစ်တဲ့ဖြစ်ပြသူက၄ဗရဏထားယူတော့ဥပအောင်ဘယ်နဲ့နေရခပ်ပါလေရင်ပုဂ္ဂိုလ်က6နောက်ပုဂ္ဂိုလ်ကငါဒီပုဂ္ဂိုလ်ကသာဆိုသေးတယ်၄နဲ့နိဗ္ဗာန်ရောက်တယ်လို့ဆိုတော့သူကဏ္ဍကျုံနေတာရှိဒါကြောင့်ဆရာမပါလို့ရှိရင်ဒကာဓမ္မတို့အယူဆဒကာကျွယ်လွဲတတ်တယ်ဒါကြောင့်အားလုံးဒကာဓမ္မတွေမှတ်တယ်မှတ်ကြပါမှန်မှန်ကြီးလည်းပြောနေတယ်ပါဠိတော်နဲ့လည်းကြိုက်အောင်ခင်ဗျားတို့ခန္ဓာလို့ရှင်တယ်လည်းကြိုက်သွားအောင်ဒကာအောင်ပြောနေတယ်လေးလေးစားစားနဲ့မှတ်သားပြီးယူကြပါဆိုတာသတိပေးလိုက်တယ်နော်တကယ်သိကျေနပ်ဗလားကုသဇံက
မကျင်နာသေးဘူးဗျအရင်ပုဂ္ဂိုလ်က6နောက်ပုဂ္ဂိုလ်က9နောက်တတိယပုဂ္ဂိုလ်က4လို့ပြောနေတော့ဩနိဗ္ဗာန်မြင်မုံလားလမ်းအမျိုးမျိုးကိုလို့သူစိတ်ထဲထင်တယ်ဖြေထားတာရဟန္တာဖြေတာမို့မှားစရာတိမ့်စရာစောင်းစရာငဲ့စရာရှိသေးရဲ့ဖြစ်ပြမြင်ပြီးတာပဲကွာဒီကမဟာဘုလေးပါဖြစ်ပြမြင်လဲအကုန်မြင်တာရှင်းရှင်းပြောကြပါစို့ဆိုမဟာဘုလေးပါဖြစ်ပြမြင်တော့သူ့မိတဲ့ရုပ်တွေလည်းဖြစ်ပြဖြစ်သွားတာသဘောကျသူဖြစ်စေတဲ့ရုပ်နဲ့စိတ်တွေလည်းဖြစ်ပြဖြစ်သွားတာတခုမြင်အကုန်မြင်တာတွေကိုအဲ့တော့ကိုတော်ကြီးကတော့ဒီအမှတ်သားလေးထားရှုလို့သူတို့မြင်တာသူတို့ပြောတာပြောပြန်ပြော냐ဆိုတယ်မုံဝင်လမ်းဆုံးဒီကုန်းချုပ်ကြတော့ဥပအောင်ဘယ်လမ်းဆုံးဖြစ်ပြမြင်ပြီးတာပဲအဲ့ဒါမြင်ပြီးနိဗ္ဗာန်မြင်တာပဲလို့ပြောလိုက်တာပဲသဘောပါကြဒါပြန်ဘုန်းကြီးတို့ဓမ္မတို့ပုရုဇဉ်ဖြင့်ရှားရှည်လေးရဲ့ဆိုတဲ့အဓိပ္ပာယ်ကဖြင့်ဒါကြောင့်ပုရုဇဉ်တွေကသိမြင်ရတာပဲဘုလူနဲ့မြင်ဒီလူနဲ့မြင်ဟာဘယ်နဲ့ကြောင့်တော့မြင်နေရှားရှည်လို့နောက်ဆုံးပဲကြတော့ခင်ဗျားတို့ဘာမှမြင်မနေနဲ့ရုပ်ရှုရှုနာမ်ရှုရှုတကားအောင်ဖြစ်ပြမြင်ပြီးတကားကြောပဲလို့မှမလို့ရုပ်ရှုခြင်းရှုနာမ်ရှုခြင်းရှုမြင်တော့ဖြစ်ပြမြင်ရမှာပဲရုပ်မြင်မှာမဟုတ်ပါဘူးနာမ်လည်းမြင်မှာမဟုတ်ပါဘူးဖြစ်ပြမြင်ရမှာပါပဲသဘောပါဒါနဲ့ဘုရုဇဉ်ယံကတကားပြမကျေနပ်သေးဘူးအရှင်ဘုရားလိုယန္တာဖြစ်တဲ့ပုဂ္ဂိုလ်များဘယ်များရှိသေးသလဲမေးပြန်တာပဲသူကသွားလို့ဆုံးနိုင်ပုံမရပါဘူးသွားလို့ဆုံးနိုင်ပုံမရပါဘူးဘုရုဇဉ်ဖြစ်စဉ်ကဖြင့်ဆိုးလိုက်တာဒါနဲ့ဘုနာတစ်ပါးရှိသေးတယ်ကွာမင်းမကျေနပ်သေးသွားမေးသေးတာပေါ့ဆိုတော့သွားမေးတယ်အရှင်ဘုရားတို့ယန္တာဖြစ်တယ်ဆိုတော့နိဗ္ဗာန်မြင်ပါတယ်နိဗ္ဗာန်မြင်တဲ့အမြင်ဟာတပည့်တော်လည်းနိဗ္ဗာန်မြင်ခြင်းတယ်နိဗ္ဗာန်ရောက်မှမြင်ရမှာအေးပါဇာတိပရိသေတွေကုန်မှအဲ့ဒါတပည့်တော်နိဗ္ဗာန်မြင်နည်းကိုတပည့်တော်ရကျင်တယ်ရှင်ဘုရားတို့ယန္တာဖြစ်လာတာနိဗ္ဗာန်မြင်ပြီးအဲ့ဒီရှင်ဘုရားမြင်တဲ့အမြင်ဟာဘယ်လိုစပြီးဘယ်လိုအထုတ်လို့ဘယ်လိုမြင်တယ်ဆိုတာလေးတပည့်တော်တစ်စိတ်ရှင်းပေးပါကြောရင်ရှင်းတာလေကျေနပ်တယ်လားမကျေနပ်ဘူးကျေနပ်တယ်အဲ့ဒီတော့နောက်ဆုံးမဲ့ယန္တာကယံကိရှိသမုဒိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံတိသူကသာဆိုလိုက်ဖြစ်တဲ့တရားဟာပြတ်တာကြီးပဲကွာအဲ့ဒါရှုသို့ပါဆိုနေတာပေါ့ဒကာဓမ္မတွေဘယ်လိုဖြေလိုက်တယ်ဖြစ်မှုနဲ့ပြမှုသာကွာရှိတယ်အဲ့ဒါမင်းပိုင်အောင်မှရှုတော့ဆိုတော့ခေါင်းကဒီပုဂ္ဂိုလ်ကနှစ်နဲ့ပြီးနေတယ်ဒါဖြင့်ဒကာပြည့်သူကျေနပ်ကြလားကျေနပ်ပါဘူးဟုတ်တော့မဟုတ်သေးဘူးလားဟုတ်ပါဘူးဒကာဟုတ်ပြီဗျာဖြေထားတာကတော့ဖြစ်ပြမြင်လို့ရှိရင်အလုံးစုံသောလောကီတရားတွေကွာဖြစ်ပြမြင်လို့ရှိရင်ပြီးတာပါပဲအဲ့ဒါနိဗ္ဗာန်မြင်ဖို့အမြင်ပါပဲလို့ပြောလိုက်တော့ကိုရှင်းတယ်ဓမ္မတွေမရှင်းဘူးလားအဲ့ဒါကိုချင်းစာကြပါဘုန်းကြီးဓမ္မတွေဘုန်းကြီးများများမပြောပါဘူးဖြစ်ပြမြင်ပြီးရတာပဲဆိုတဲ့တလုံးလားဖြစ်ပြနေမဲ့နဲ့ကြအောင်သာလုပ်ဟေးသူအောင်ဒါပဲမှာဘူးလူရင်းမပြီးသေးဘူးလားလူရင်းလည်းဒါပြီးသွားတယ်ဆိုတဲ့ဥစ္စာမှတ်လိုက်တာပေါ့ဟိုရုပ်ရှုရှုနာမ်ရှုရှုကြိုက်တာရှုတခါသေးရဖြစ်ပြမြင်ဖို့ရပဓာနသဘောကျဖြစ်ပြမြင်ဖို့ရအဲ့ဒီဗရဏကိုတော့သူကပုထုဇဉ်ယံကမြည်ပဲနဲ့အရင်ပုဂ္ဂိုလ်က6နောက်ပုဂ္ဂိုလ်က9တတိယပုဂ္ဂိုလ်က4သရုပ်ရပုဂ္ဂိုလ်က2နဲ့သူကခဏပဲစီစစ်နေခဏပဲစီစစ်နေတော့သူစိတ်က၄ပါးစလုံးကမကျေနပ်ဘူး၄ပါးစလုံးမကျေနပ်တော့တခါအောင်ဆင်ခြင်တက်လာပြန်တယ်ဆင်ခြင်တက်လာတာပဲတဲ့ဘယ်လိုဆင်ခြင်တက်လာကြလဲလို့မေးလိုက်တဲ့ကအရှင်ဘုရားတို့အခုဖြစ်ဖြစ်အရှင်ဘုရားတို့မြင်တယ်ငါမြင်လို့6မြင်လို့နိဗ္ဗာန်ရောက်တယ်ငါမြင်လို့နိဗ္ဗာန်ငါမြင်တာနဲ့နိဗ္ဗာန်ရောက်တယ်4မြင်တာနဲ့2မြင်တာနဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာအရှင်ဘုရားတို့နိဗ္ဗာန်ရောက်တဲ့နည်းဟာဘယ်ကရတာလဲပင်ရလိုက်မလို့သူကပင်ရလိုက်မလို့စိတ်ကူးတယ်
ကွာတဲ့ဒုက္ခတိုင်းတော့ပဲသိတာဟုတ်မလို့ဘုရားရှိခိုးနေယူပြီးဒီကလာရတာပေါ့ကွာအဲ့ဒီကမှရခဲ့တာပေါ့ဒုက္ခတိုင်းကသဗ္ဗညုမှာမဟုတ်ပဲအလုံးစုံသိတာမှမဟုတ်ပဲသူစီကနေယူပြီးတို့ချင်းရတာပဲကွာအဲ့ဒါကြောင့်သူစီကရတယ်ဘုရားရှိခိုးရတယ်လို့မမှတ်တာပေါ့ဟာနေရကြပင်ရလိုက်မှာပဲပင်ရလိုက်မှာပဲဆိုတော့ဟုတ်တယ်သေးရခြင်းနဲ့အိဗယ်ရောက်နေတယ်တခါချိုးပင်ရလိုက်မှာပဲဆိုတော့ဖြင့်ဟုတ်တယ်သေးရဖို့ရသူစိတ်တဲ့အရေးကြီးနေတဲ့အဓိပ္ပာယ်ရောက်သင်ဖြစ်တော့ဖြင့်သူဟာကိုရကြီးလေးပါရဟန္တာကြီးလေးပါဖြေလိုက်တဲ့ဥစ္စာတလုံးမှမလွယ်ဘူးလွယ်ကြသေးမလွယ်ပါဘူးတရားဓမ္မတွေတလုံးမှမလွယ်ပါဘူးမှန်သားကြီးပဲဖြစ်ဖြစ်ကြီးလမ်းဆုံးကြတာပဲအဲ့ဒါကိုပဲသူစိတ်ထဲမှာဖြစ်ပြက်ကိုမကျင်တော့ပဲဖြစ်ပြီးဒီကရာဖြစ်ပြက်ကိုသူညာနဲ့ထည့်ဒီဥပအောင်စဉ်းစားဖို့မရပါဘူးဒီဘုရားရှင်ရမှာနော်ဒါနဲ့ပဲသူတို့ဘုရားရှိခိုးရတာပဲဒါရင်ဘုရားရှိသွားမှာပဲသို့ပြီးဒီကရာဘယ်နဲ့ဘုရားရှင်ရတကယ်ကျွယ်ပဲသွားဘုရားရှိသွားတော့ဘုရားကအကဲခတ်လိုက်ဘုရားရှင်များတဲရှားရှိပါလားဘုရားတောင်ရင်းမိသွားသူစိတ်ကူးတွေအကုန်သိပေါ့လေးပါဟိုပုဂ္ဂိုလ်ရတ္တကြီးလေးပါဟောလိုက်တာတလုံးမှမလွယ်ဘူးဒါသူကရှားရှိပြီးငတ်စီလာတယ်တို့တော်လည်းငါသူ့တော့အပြစ်မပြောပါဘူးလေတရားနဲ့ပဲဆုံးမပါမယ်သူ့အပြစ်ပြောနေစိတ်ဆိုးသွားမှာ